ကျွန်တော်ထုံးစံတိုင်းပဲရန်ကုန်သွားတာပေါ့နော်ဘေးကထိုင်လိုက်ပါအိမ်မှာမောင်းတာပေါ့အဲ့တော့အခုကပြချင်တာဗာလဲဆိုတော့ဥမာစီမာကလူတိုက်ပေါ့နော်စီမာကလူတိုက်ကပေါ်နေပြီဒါလူတွေလည်းဒါအရင်ကလေးအတွေ့အကြုံရှိတယ်ဒီဟာတွေမလာခင်ကလေးကလည်းရိုးရတွေသွားတယ်စေးထိုးတယ်အဲ့တော့ကျွန်တော်တို့ကဒါကြပြောရတော့မှာပေါ့နော်ဒါစီမာလူတိုက်ကြောင်ပြောမယ်ဒါစီပတ်တိုက်ကြောင်ပြောမယ်ဒါတွေပဲပြောဒါ latest ပဲလေလူတွေကစေးထိုးမှာကြောက်တယ်ဒါပေမဲ့ no ခွာသွားပြီခစ်ကဘယ်လိုခွာသွားပြီလဲဆိုတော့တစ်ပတ်တစ်ခါပဲထိုးတာလေဒါကျွန်တော်တို့ကကြာတော့ကျွန်တော်ကိုယ်တိုင်ထိုးပြီးမှဒီစကားတွေပြောတာကွာအဲ့တော့ပြောရဲဆိုတော့ကောင်းကျိုးတွေအရန်သိတယ်သိတယ်ကျွန်တော်အမြဲပြောသလိုပဲဒီကောင်းထိုးမယ်ဆိုကျွန်တော်ရင်မေးတယ်ကျွန်တော်တို့ကဘာကြောင့်ထိုးချင်တာတော့ဘာရွေးရထိုးချင်တာတော့အဲ့လိုမျိုးပေါ့နော်ဒီကတော့ဝိတ်ချချင်တယ် okay ဝိတ်ချချင်တယ်ဆိုရင်ဒီကခုနကပြောလို့ pre diabetes တော့မျိုးဆိုပိုကောင်းတာပေါ့ကွာစီချိုဖြစ်ခံနေပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့အဝါလွန်နဲ့အသေးစီဖုံးနေဆိုပိုကောင်းတယ်အဲ့လိုမျိုးကြတော့ indication ရှိပြီးပို့ထိုးရတာထိုးရကြိုလဲ net တယ်ကွာခုရတာလည်းအဆင်ပြေတယ်ခုရတယ်ဆိုတာခုရကြို net တယ်ပေါ့နော်ဝိတ်ချခြင်းတက်တက်ကြီးတော့မဟုတ်ဘူးပေါ့ကွာဒါပေမဲ့ဝိတ်ချခြင်းဝိတ်ကလည်းချရမှာပဲဝိတ်မချရင်နောက်ဆက်တွဲယောဂဖြစ်မှာပဲလေအဲ့တော့ကျွန်တော်တို့ကဘယ်လိုလဲဆိုတော့မေးတယ်ပေါ့နော်မေးခွန်းသုံးခုအများမေးတယ်ဗာလဲဆိုတော့အဆိုင်တော်တော်ဆိုးဆိုးဝါဖြစ်ဘူးလားနော်အဆိုင်ဆိုးဆိုးဝါဖြစ်ဘူးလားနံပါတ်1ချက်နံပါတ်2ကကျွန်တော်ဗာမေးလဲဆိုရင် thyroid နဲ့ပတ်သက်ပြီးတော့ဒီ level ကြီးတဲ့ hormone ယောဂတွေဖြစ်ဘူးလားနော် hormone မျိုးရိုးတဲ့မှာလည်းဒီ level cancer မျိုးပေါ့နော်ကြုံဘူးလားနံပါတ်2မေးတယ်နံပါတ်3ကကြဗာလဲဆိုကျွန်တော်အမြဲတမ်းထည့်ပေးတာအဲ့လိုမုံချွေရောင်ဘူးလားပေါ့နော်အဲ့လိုမျိုးမေးတယ်ပေါ့အဲ့ဒါမေးပြီးမှ okay တယ်ဘာမှမရှိဘူးသူထိုးတာပဲနောက်တစ်ခါကျဒီကောင်ကဗာလဲဆိုဆေးထိုးရင် side effect လေးတော့ရှိတယ်ကွာဆေးထိုးပြီးချင်းနှုံတယ်ပြိုတယ်ကျွန်တော်ကိုယ်တိုင်ထိုးလာတာကွာထိုးလာတာကဘယ်နဲ့ခုလေးဒီက6လလောက်ရှိတယ်ထိုးလိုက်မထိုးလိုက်ပေါ့ဒါပေမဲ့ဒီကောင်ရင်ကောင်းချင်အေးဆေးပါအဲ့တော့ကိုစားကျင်တာစားတယ်ဥမာဝက်သားစားတယ်ဘီယာတောက်တယ်တိုက်ကြတာလုပ်ပြီးမှဝိတ်ကြတယ်လေအဲ့ဒါအဓိကအဲ့ဒါလိုချင်တာလေလူဆိုတာအငတ်ခံပြီးဝိတ်ချတာမဟုတ်ဘူးလေကိုစားကျင်တာစားပြီးမှဝိတ်ချတာကွာအဲ့လိုမျိုးဆိုတော့ဒါကိုတွေးကိုပြောတာကွာနော်ဒါစာရေးမဟုတ်တော့ဘူးကျွန်တော်ကိုတွေးပဲပြောပြတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ပြုတ်တယ်အဲ့နဲ့ pressure ကျတယ်ဒီကောင်ဝမ်းချုပ်တတ်တယ်ဝမ်းသွားတယ်ကျွန်တော်ကဝမ်းပုံမှန်သွားတယ်ဒီကောင်ထိုးတာနဲ့သူကဝမ်းကအဲ့နေဆိုရင်ပို့သွားတယ်ပေါ့နော်အဲ့ဆိုပိုကောင်းတယ်သူကအဲ့လိုမျိုးဝမ်းချုပ်တတ်တဲ့ဆိုကြတော့ကျွန်တော်ဝိတ်ကြတာနေတတ်တယ်ပေါ့နော်အဲ့တော့ဝမ်းချုပ်တတ်လားဝမ်းသွားတတ်တယ်ဝမ်းချုပ်တတ်တယ်ပြီးရင်အဓိကအစာအိမ်ဦးလမ်းကြောင်းပြဿနာ GI symptom လေးတွေရှိတယ်ပေါ့နော်ဆိုဝါးရောမဟုတ်ဘူးကျွန်တော်ဆိုရင်ထိုးတာ9လလောက်ရှိနေပြီဒါပေမဲ့အများနဲ့တော့မထိုးဘူးကျွန်တော်ပြောကျွန်တော်2ပတ်တစ်ခါထိုးရင်ထိုးတယ်ကျွန်တော်တစ်လတစ်ခါထိုးရင်ထိုးတယ်တစ်ခါကျတစ်လ2ချိန်လောက်ပဲထိုးတယ်တစ်ခါလည်းတစ်ချိန်ပဲထိုးရင်ထိုးပြတာဒါပေမဲ့ဘာမှမဖြစ်ဘူးလေကျွန်တော်အများနဲ့ပုံမှန်ပြန်စစ်တယ်တားရိုက်လည်းပြန်စစ်တယ်ပေါ့နော်အဲ့တော့ပြတာဒီကောင်ကဘာလဲဆိုတော့side effect ရမ်းနေတယ်ပေါ့တစ်ခါလေကျတော့ pressure ကျတယ်နောက်တစ်ခါချိုကျတတ်တယ်ကျွန်တော်ကခါကျစီးချိုမရှိဘူးကွာကျွန်တော်အသေးအတွက်ထိုးတာကွာအသေးစီဖုံးလို့ထိုးတာအဲ့တော့weight ကျတာမကျတာတဲ့အသေးစီဖုံးနေလို့ကောင်းတယ်ပေါ့နော်နေလို့